မင်္ဂလာပါရှင်တန်တိုင်ချင်မြမကြိုးဆိုပါရရှင်ယခုမိတ်ဆက်ပေးမဲ့ကွက်လေးကတော့မန္တလေးမြို့အရှိမြို့သေးဆဆဖရင်းထဲမှာရှိတဲ့ကွက်ပြည့်ရောင်လေးနဲ့မိတ်ဆက်ပေးမှာဖြစ်ပါတယ်ရှင်ဒီကွက်လေးကတော့48လမ်းမကြီးအနီးနဲ့108လမ်းမကြီးအနီးမှာရှိပါတယ်ရှင်ပေကျယ်လေးကတော့မျက်နှာပွင့်ပေ40နဲ့နောက်ကိုပေ60ရှိပါတယ်အလှည့်လေးကတော့အားလုံးကြိုက်တဲ့မြောက်လှည့်လေးဖြစ်ပါတယ်ရှင်ဆိုင်မှုဆိုင်ရာစာရန်လေးကတော့ခရမ်းတက်တန်းတစ်ကလေးနဲ့ရရှိမှာဖြစ်ပါတယ်ရှင်။ရောင်းချမယ့်ဈေးနှုန်းလေးကတော့39,000လေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်။ဒီကွက်လေးကိုစိတ်ဝင်စားရဆိုရင်တော့တန်တအင်ချမ်မြေ39 9858363လုံးခုံကိုဆက်သွယ်ပြီးနေပြင်ကြည့်မဲ့ချိန်လေးကြိုချိန်ပေးလို့ရပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။